မင်္ဂလာပါလူဘဝရဲ့အရေးကြီးဆုံးအခိုက်အတန့်တွေကဒီခုဖြစ်တဲ့ခလဲမွေးပွားခြင်းမှာဘေးကင်းလုံခြုံဖို့အတွက်ဘယ်လိုကြိုတင်ပြင်ဆင်ထားနိုင်မလဲဆိုတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ဖို့တဲ့အစွမ်းထက်ဆုံးလက်နက်ကဘာများဖြစ်မလဲလို့ထင်ကြပါတယ်လေခဏလောက်စဉ်းစားကြည့်ရအောင်နော်ဟုတ်ပါတယ်အဖြေကတော့ရှင်းရှင်းလေးပါပဲအဲ့ဒါကတော့အစီအစဉ်တစ်ခုရှိထားဖို့ပါပဲကြိုတင်ပြင်ဆင်မှုကဒါဘေးကင်းလုံခြုံမှုအတွက်အဓိကတော့ချက်ထိပါတယ်ကဲဒါဆိုရင်ဒီ season ဆိုတာဘာလဲဆိုတာကိုအသေးစိတ်ဆက်ချကြရအောင်ဘေးကင်းလုံခြုံမှုအတွက်လမ်းညွှန်းတစ်ခုဖြစ်တဲ့မွေးဖွားရန်ကြိုတင်ပြင်ဆင်ခြင်းဆိုတာကိုသိချနားလည်အောင်လုပ်ကြတာပေါ့မွေးဖွားဖို့အကြိုတင်ပြင်ဆင်တယ်ဆိုတာကကိုဝင်းဆောင်နေခြင်းမှာကတည်းကဘေးကင်းစွာမွေးဖွားနိုင်ဖို့နဲ့အရေးပေါ်အခြေအနေတွေကြုံလိုက်ရင်ဘယ်လိုကိုက်တွယ်မလဲဆိုတာကိုကြိုပြီးအစီအစဉ်ဆွဲထားတာကိုပြောတာပါဒါကစိုးရင်ဖို့လောက်ခိုင်းတာမဟုတ်ပါဘူးနော်ကိုအားကိုးနိုင်အောင်ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုချမှတ်ထားတာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုဘယ်အချိန်မှစလုပ်ရမလဲဆိုတာကလည်းအရန်အရေးကြီးပါတယ်အကောင်းဆုံးကတော့ကိုဝင်ဒုတိယ3လပတ်မှာစတင်သင်ပါတယ်ပြီးတော့ကိုဝင်ဆောင်ကာလတစ်လျှောက်လုံးမှာကိုအစီအစဉ်ကိုပြန်စစ်ဆေးလိုအပ်ရင်ပြင်ဆင်ပြီးမိသားစုကိုမျှဝေထားရပါမယ်အဲ့တော့မှမွေးဖွားတဲ့နေ့မှာအရာအလုံးအဆင်သင့်ဖြစ်နေမှာပါโอเคဒီတော့ဒီဘေကင်းလုံခြုံရေးအစီအစဉ်ရဲ့အကြီးကအသက်သွေးကြော့စီတဲ့မန်ချိုင်ကြီး၄ခုကဘာတွေလဲဆိုတာစက်ကြည့်အောင်အဲ့ဒါတွေကတော့ကျန်းမာရေးဌာနတစ်ခုကိုသတ်မှတ်ထားဖို့တွားရေးလာရေးစီစဉ်ထားဖို့ငွေကြေးစစ်ဆောင်ထားဖို့နဲ့အားကိုးရမယ့်အဖို့တယောက်ကိုရွေးချယ်ထားဖို့ပါပဲဒီ၄ချက်ကတော့အစီအစဉ်ရဲ့အဓိကအခြေခံနေပါပဲဆေးရုံဆေးခန်းရွေးချယ်တဲ့အခါမှာအိမ်နဲ့နီးရုံငမပြီးပါဘူးအဲ့ဒီမှာကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေရှိရလားပစ္စည်းကိရိယာတွေတန်ရှင်းမှုရှိလားအရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာရင်ကင်တွယ်နိုင်စွမ်းရှိရလားပြီးတော့တွားရမယ့်လမ်းကြောင်းနဲ့အချိန်ကိုကြိုသိထားဖို့လည်းအရင်အရေးကြီးပါတယ်ဟုတ်ပါတယ်ယုံကြည်စိတ်ချရတဲ့တွားရေးလိုက်ရဲ့အစီအစဉ်တစ်ခုကအသက်ကင်နေပါတယ်ဘာလို့လဲဆိုတော့အရေးပေါ်အခြေအနေမှာ10မိနစ်တစ်စက္ကန့်မှနောက်ကျလို့မဖြစ်ပါဘူးအချိန်မီရောက်ဖို့ကအသက်တမျှအရေးကြီးပါတယ်မွေးဖွားတဲ့အချိန်မှာအနားမှာအားပေးဖို့အားကိုးရတဲ့သူကြီးရောက်ရှိနေတာကစိတ်ပိုင်းဆိုင်ရာတဲ့အင်မတန်အားဖြစ်စီပါတယ်။ရွေးချယ်ထားတဲ့သူကတော့နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်အချိန်မရွေးအဆင်သင့်ရှိနေပေးဖို့တော့လိုအပ်ပါတယ်နော်။ကဲအခုတော့လက်တွေ့ကျကျတင်ဆင်ရမယ့်အပိုင်းကိုရောက်လာပါပြီ။စေယုံဘွားဖို့အရေးပေါ်အိတ်ထဲမှာဘာတွေမဖက်မနေချစ်ထားမလဲဆိုတာကြည့်လိုက်လောက်အောင်။ကဲအရေးပေါ်အိတ်ထဲမှာဘာတွေပါတင်လဲ။အရင်ဆုံးအရေးကြီးစာရွက်စာတမ်းတွေဖြစ်တဲ့မှတ်ပုံတင်နဲ့ကိုဝင်ဆောင်ဆုံးရှုံးမှုစာအုပ်ပေါ့။ပြီးရင်မိခင်နဲ့ကလေးအတွက်ထန်ရှင်းတဲ့အဝတ်စားတွေဆက်ပြာတပတ်လိုတကိုရီဆန်ရှင်းပစ္စည်းတွေကလေးတွေဆောင်ဦးထုတ်ချစ်အိတ်လေးတွေလည်းလို့မယ်နောက်ဆုံးနေတဲ့အားရှိအောင်စားဖို့မုံရေတန်းနဲ့လုံးဝမေ့ထားလို့မထည့်တဲ့ဖုံအားတွင်းချိုးတို့ပဲပေါ့နောက်ထပ်အရန်အရေးကြီးတဲ့အကြောင်းအရာတွေကိုဆက်ကြောပါမယ်အဲ့ဒါကတော့အန်ဒီရဲ့လက္ခဏာတွေကိုသိထားပြီးဘလို့အချိန်ကြီးမှာဆေးကုသမှုချက်ချင်းခံယူရမလဲဆိုတော့ကိုနားလည်ထားဖို့ပါပဲဒီပြထားတဲ့လက္ခဏာတွေကတော့လုံးဝပိုလို့မရတဲ့ချက်တွေပါမိခင်မှာသွေးအများကြီးဆင်းတာမျက်နှာတွေလက်တွေရုတ်တရက်ရောင်းလာတာခေါင်းအရန်ကိုကြိုက်တာမျိုးတွေကအရေးပေါ်ချီနေပါမွေးခေစားကလေးမဆိုရင်လည်းအသက်ရှူရခတ်နေတာနှုတ်ကောင်းကောင်းမစို့တာဖျားတာဒါမှမဟုတ်ကိုအေးဆက်နေတာမျိုးတွေကအန်ဒီရဲ့ရှိရလက္ခဏာတွေပါဒီတွေကတစ်ခုခုဖြစ်တာနဲ့ချက်ချင်းစေယုံစေခင်ကိုသွားရပါမယ်ဒီအစီအစဉ်ကတယောက်တည်းလုံးဆောင်ရမှာမဟုတ်ပါဘူးပတ်ဝန်းကျင်ကလူတွေရဲ့အကူအညီကဘလောက်တောင်အရေးပါတယ်ဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ကိုယ့်ရဲ့မွေးဖွားမှုအစီအစဉ်ကိုခင်မွန်တို့လက်တွဲဖို့မိသားစုဝင်တွေအိမ်နီးနားချင်းတွေနဲ့ရဲရွာချက်မှအေးဝန်တန်းတွေကိုကြိုတင်ပြောပြထားဖို့လိုပါတယ်။ဒါမှအေးချောင်းဆိုရင်လူတိုင်းကဘာလို့ရမလဲဆိုတာအစင်သင့်သိနေမှာဖြစ်ပြီးအစီအစဉ်ကပိုပြီးထိအောင်မှဖြစ်မှာပါ။မွေးဖွားနေစဉ်မှာအပြုသဘောဆောင်တဲ့အကူအညီတွေကအရန်အရေးကြီးပါတယ်။နှစ်သိပ်အားပေးတာအသက်ဖြင်းဖြင်းရှူခိုင်းတာမျိုးတွေကအများကြီးအထောက်အကူပြုပါတယ်။ဒါပေမဲ့ဝမ်ပိုက်ကိုဖိတာတို့ဆေးမြစ်ရည်တွေတိုက်တာတို့လိုအန်ဒရရှိတဲ့အဖြစ်မှုတွေကိုတော့လုံးဝရှောင်ကျဉ်ရပါမယ်။ဒီနေ့ပြောခဲ့တဲ့များရဲ့အနှစ်ချုပ်ကတော့တီးတီးချာချာလေးဂျိုဒင်ပရင်စင်ထားမှုကအသက်ပေါင်းများစွာကိုကဲတင်ရမှာတကယ်ကိုကြီးမားတဲ့ခြားနာမှုကိုထိစေနိုင်တယ်ဆိုတာပါပဲ။ကဲနောက်ဆုံးအနေနဲ့အားလုံးအတွက်စဉ်းစားစရာအမေးခွန်းလေးတစ်ခုထားကြပါစီ။မွေးဖွားမှုတိုင်းဟာအစီအစဉ်တကျနဲ့ဘေးကင်းလုံခြုံဖို့အတွက်ရဲရွာလူလူတရက်လုံးကဘလို့နီးလန်းတွေနဲ့ကူညီပေးနိုင်မလဲ။ဒါကကိုယ့်တယောက်တည်းအတွက်မဟုတ်ဘဲအားလုံးရဲ့အကျိုးအတွက်စဉ်းစားရမယ့်မေးခွန်းတစ်ခုပါပဲ။